ကဲကျွန်တော်တငယ်ချင်းနေကျွန်တော်မမအဖွဲ့ဝင်တွေအတွက်ကျွန်တော်တိုင်ပတ်တယ်ဗျာလေတငယ်ချင်းနဲ့နော်ကျွန်တော် YouTube channel ကလည်းပိတ်ခံထားရတယ်အဲ့ခါကျတော့ဘလို့မှလှုပ်လို့ကင်လို့အဆင်မပြေပြန်မပွင့်သေးတော့ကျွန်တော်မှနည်းနည်းတော့လှုပ်လို့ရှုပ်သွားတယ်အဲ့ကျွန်တော်ဗီဒီယိုဖိုင်ဆိုင်လေးတွေကျွန်တော်ရိုက်ပြီးတော့မှ9မိနစ်စာလေးရိုက်ပြီးတော့မှကျွန်တော်တငယ်ချင်းတွေကိုပေးပို့ပေးမယ်နော်ကျွန်တော်အဖွဲ့သားတွေအတွက်ကျွန်တော်ရဲ့ပါအော်ဒီရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ရှာဖွေထားတဲ့မှတ်တမ်းကောက်ကြောင်းကိုကျွန်တော်စတင်ရိုက်ကူးပါမယ်တငယ်ချင်းတွေအဲ့တော့ကျွန်တော် file number 1ကနေစပြီးတော့မှ file number 73ထိရှိတယ်နော်အဲ့ဒါအားလုံးရိုက်ပြီးတော့မှကျွန်တော် Viber ကနေကျွန်တော်တကယ်ချင်းပေးဖို့မယ်တကယ်ချင်းနေအဲ့တော့ကျွန်တော်တကယ်ချင်းမအားလက်တဲ့ကြာမိုးအရွာမီးအပြက်ဒုက္ခတွေရတယ်များလိုက်တာဗျာဒီနော်ကျွန်တော်လည်းဒီတစ်ပတ်မှာတော်တော်လေးအခက်အခဲဖြစ်သွားတယ်ဟုတ်ပြီအဲ့တော့ဒါလေးကဗာလေးတော့ဆိုတော့ဒီကောက်ကြောင်းအတူလေးကနေစရှင်းပြမယ်နော်အစစ်စစ်ရှင်းပြသွားမယ်အဲ့တော့နှစ်ဦးမှာဟာမယ်6နောက်ပိတ်တန်းလာတာ4ချက်ရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုရှိမှာကစားခဲ့ဘူးတယ်ကစားခဲ့ဘူးတာတွေကတော့ထမပြောတော့နော်အဲ့ဒါနဲ့မပြောတော့အဲ့ဒါတော့ခြေပြန်ကစားခဲ့ဘူးအဲ့ဒါလေးကိုဒီမှာကောက်ကြောင်းလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြမယ်ဟာဒီ6နောက်ပိတ်တဲ့နှစ်ထဲမှာပထမဦးဆုံးအကျင့်အဲ့ဒီ6ဒီပြန်လို့ပိတ်လာခဲ့ပြီဆိုရင်သူ့အောက်မှာထွက်တဲ့ break ဒီသူ့ဘေးနဲ့ကတ်ရဲ့ zone break ကပြုတ်ကြတယ်ဆိုတာလေးကိုပြောပြမယ် break to break ရိုက်တယ်ဆိုတာကြောင်းပြောပြတာအော်ဒီမှာလည်းနှစ်ဦးမှာ6နောက်ပိတ်ပြီ6နောက်ပိတ်တဲ့အတွက်ကြောင့်သူ့နှစ်ထဲမှာနောက်ထပ်တစ်ချိန်6မြန်ပိတ်ခဲ့ရင်သူ့အောက်မှာထွက်တဲ့ break ဒီသူ့ zone က break က break to break လို့ရိုက်တယ်ထို့တူပဲသူ့ဒီမှာလည်း6နောက်ပိတ်ပြီနှစ်ဦးမှာ6နောက်ပိတ်လို့သူ့ရဲ့အောက်မှာ6ပိတ်တစ်ချိန်ထက်ဆောင်6ပိတ်တစ်ချိန်ထက်ဆောင်ဟိုးဝေးရမှလာတယ်6ပိတ်ကနော်ဒုတိယအချိန်မြောက်6ပိတ်ဒီထဲမှာမလာသေးဘူးဟိုးအောက်ကျောင်းမှာ6လိုက်ပိတ်တယ်6ပိတ်တော့သူ့အောက်မှာထွက်တာဟိုဘက်နှစ်ကိုကူးသွားပြီเนาะဒီမှာပိတ်သည့်အတွက်ကြောင့်ဟိုဘက်နှစ်ကိုကူးသွားတော့ကျွန်တော်2025ရဲ့နှစ်ဦးကိုရောက်သွားတယ်ခု9ဆိုတာ break က3 break ဟုတ်ပြီเนาะအဲသူ့ဇောင်းက break ဒီဇောင်းကိုပြုတ်ကြတယ်ဆိုတော့ဒါကလည်းယူဆလို့ရပါတော့နှစ်ဟိုဘက်ကူးသွားတော့ညားတယ်ဒါကလိုက်လှုပ်လို့ဆိုတဲ့အကြောင်းပြောပြတာ6ပိတ်ရဲ့အောက်မှာထွက်တဲ့ break ဒီဇောင်း break က break to break ရိုက်တယ်ထို့ကြောင့်ဒီ6နောက်ပိတ်တစ်လုံးနဲ့ပတ်သက်ကျန်တာဒီစဉ်းစားထားတယ်တော့ရှိတယ်ဗျအဲ့ဒါနောက်မှရှင်းပြမယ်နော်ဟိုဒါလေးပဲကျွန်တော်ရင်ရှင်းပြဒီရတဲ့နဲ့ပဲတက်ဆိုင်နေတာပဲရှင်းပြဒီမှာနှစ်ဦးမှာ6ပိတ်လို့အဲ့နှစ်ထဲမှာ6ပိတ်တစ်ချိန်စောင့်6ပိတ်တစ်ချိန်စောင့်လို့ဒီပွဲမှာစပြီးတော့ပိတ်သွားပြီနော်ပိတ်သွားပြီဆိုတော့ရေးလိုက်ပါဦးမယ်3ရ9ဆိုတော့6နောက်ပိတ်သွားပြီ6နောက်ပိတ်သွားသည့်အတွက်ကြောင့်သူ့အောက်မှာကြမဲ့ break ဒီ break to break လို့ဆိုလိုတာဟုတ်ပြီနော်ကျွန်တော်သိနေတယ်အဲကျွန်တော်ဒါနဲ့5မိနစ်ကပြည့်တော့မယ်နော်9မိနစ်ကပြည့်တော့မယ်အဲ့တော့ဒါလောက်လေးပဲကျွန်တော်ပြောမယ်အဲ့တော့ကျွန်တော်ဗီဒီယိုတစ်ဖိုင်ချင်းကျွန်တော်အတိုင်းချင်းပြသွားမယ်နော်တချို့ဖိုင်တွေကလည်းနည်း site ကများတယ်အဲ့တော့ဒီ break to break ဆိုတဲ့အကြောင်းဒါပထမဖိုင်ဖြစ်နေပြောပြခြင်းဖြစ်တယ်ကဲအဲ့တော့ဒုတိယဖိုင်မှာကျွန်တော်ဆက်လက်ပြီးတော့ဒုတိယဖိုင်ကျတော့9မိနစ်စာလည်းမလောက်ဘူးလေဗျာမလောက်တဲ့ခါကျကျွန်တော်မှကျွန်တော်တိုင်ပတ်တယ်တူလေးတောင်တစ်ခါကျရင်ဒါ3မိနစ်စာရှိတယ်နောက်တော့ထပ်ပြီးတော့အခြေတဝင်းနေပြောရမယ်ဆိုလို့ရှိရင်3မိနစ်စာနဲ့9မိနစ်စာတော့မလောက်ဘူးเนาะအဲ့တော့ဒါကပထမဖိုင်ဒုတိယဖိုင်မှာကျွန်တော်ဆက်ပြီးတော့ရှင်းပြဖို့အတွက်ကဒီ9မိနစ်ထဲမှာမလောက်သည့်အတွက်ကြောင့်ဒီမှာပဲကျွန်တော်ရက်ထားအောင်မနော်ဟိုဘက်ကြောက်လို့ခင်ဗျာတို့တန်လိုင်းဖြစ်နေမှာဆိုလို့ဒီမှာ2မိနစ်လောက်ပဲပို့တော့အဲ2မိနစ်လောက်နဲ့ဒုတိယဖိုင်မှာကျတော့မလုံလောက်လို့เนาะကျွန်တော်ဒီဟာလေးကိုတော့ဒီ9မိနစ်စာလေးဖြစ်နေပဲကိုအောင်ကျွန်တော်သွားလိုက်ဟုတ်လားကဲတကယ်ကြီးဒါလေးကျွန်တော်ရက်မယ်